ဒေါ်နဲ့ထဲကနေတတဝါကြီးတကောင်ရုတ်တရက်ထွက်လာပါတယ်ကလေးငယ်ကကြောက်လန့်သွားတာပေါ့ဒါပေမဲ့သူ့အမေကတော့ဘာကူမှမမြင်ရပါဘူးကလေးကမကြောက်ဘူးချော့ပလို့ပါတယ်ကလေးလက်ကိုဆွဲပြီးဆက်လျှောက်သွားကြတာပေါ့အဲ့ဒီချိန်မှာပဲမိုးရီတီးကြီးမဲကြီးရွာချလာပါတယ်မြေပြိုကျလာပြီးတားအမိနှစ်ယောက်လုံးမြေအောက်ထဲမြုပ်သွားခဲ့ပါတယ်ကံကောင်းလို့ကလေးကတော့အပြင်ကိုပြန်ထွက်လာနိုင်ခဲ့ပေမဲ့သူ့အမေကတော့ထာဝရနှုတ်ဆက်သွားခဲ့ပါပြီသူဟာမိသားစုမရှိတော့တဲ့နောက်မှာလမ်းပြောက်ပြီးဘဲသွားရမယ်မသိတော့ပါဘူးမျောလင်းချက်တွေဆုံးရှုံးနေတဲ့အချိန်မှာပဲထူးဆန်းတဲ့အလင်းတန်းတွေကသူ့ဖေကနေလွင်မျောသွားကြလေကလေးကတော့အဲ့ဒီအလင်းတန်းတွေကိုငီးကြည့်နေမိတာပေါ့အဲ့ဒီနောက်ကိုလိုက်သွားခဲ့ပါတယ်မကြခင်မှာပဲလဲကျသွားခဲ့တယ်အရာအလုံးပြီးဆုံးသွားပြီလို့ထင်နေချိန်မှာပဲလူရိတ်တစ်ခုပေါ်လာခဲ့တယ်မျက်လုံးပြန်ပွက်လာတဲ့အခါမှာတော့သူဟာထူးဆန်းတဲ့အခန်းတစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရတယ်မျက်နှာချက်မှာလည်းတောက်ပြောင်နေတဲ့ထူးဆန်းတဲ့အကောင်တွေတွာလာနေကြပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ဝင်လာပါတယ်ကလေးကိုသူမကဟိုးအပေါ်မှာတွားနေတဲ့ပိုးကောင်လေးတွေကိုမင်းမြင်ရလားလို့မေးလိုက်တယ်ကလေးကတော့ကြောက်နေပြီးဘာမှပြန်မဖြေပါဘူးအမျိုးသမီးကဘာမှစိုးရင်စရာမရှိပါဘူးလို့ပြောပြတယ်သူမကသူ့ကိုဆေးရည်တစ်ခွက်ပေးလိုက်တယ်အပီကလေးကိုနေကောင်းသွားလာနဲ့ဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့မှာခဲ့တယ်ကလေးကဆေးရည်တွေကိုအကုန်တောက်လိုက်ပါတယ်အဲ့ဒီလိုနဲ့ရက်အနည်းငယ်ကြတော့တောင်ဝေးလေးနဲ့ဖြည်းဖြည်းချင်းလမ်းလျှောက်နိုင်လာပါပြီအဲ့ဒီအချိန်မှာပဲရေကန်ထဲမှာကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်ရေထဲကငါးတွေကဆွတ်ဆွတ်ဖြူနေပြီးမျက်လုံးတွေကကြောက်စရာကောင်းတဲ့အစိမ်းရောင်အလင်းတွေထွက်နေတယ်ပိုပြီးထူးဆန်းတာကအဲ့ဒီငါးတွေမှာမျက်လုံးတစ်လုံးစီပဲရှိတာပါကလေးကကြောင်ကြည့်နေတော့မှပဲအမျိုးသမီးကပြန်ပေါ်လာပါတယ်သူမကဓာရီအားလုံးကရေကန်အောက်ခြေမှာရှိတဲ့ပိုးကောင်လေးကြောင့်ပဲတကယ်တော့ဒီကဘာကြီးမှာထူးခြားတဲ့တတဝါအုပ်စုတစုရှိနေတယ်သူတို့ကတာမန်ဒရိဆန်တွေအပင်တွေနဲ့လုံးဝမတူဘူးလူတွေကိုထိခိုက်စေနိုင်တယ်လူတွေကဒီထူးဆန်းတဲ့တတဝါတွေကိုမူရှိလို့ခေါ်ကြတယ်အဲ့ဒီမူရှိတွေနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းပေးတဲ့သူတွေကိုတော့မူရှိရှိလို့ခေါ်ကြတာပေါ့အဲ့ဒီတော့မှကလေးလည်းသဘောပေါက်သွားပါတော့တယ်ပြီးတော့သူကရေကန်အောက်ခြေမှာပုံအောင်နေတဲ့အဲ့ဒီအမဲရောင်အရေးကြီးကတော့ဘာလဲဟင်လို့မေးလိုက်တယ်အမျိုးသမီးဟာရုတ်တရက်တီဝေသွားခဲ့တယ်